သစ္စာလေးပါးမသိသေးတဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျာဘဝပါရောက်ရဘဝပါသူများမျက်နှာကိုမော့မော့ကြည့်ပြီးတော့ဒီလူကတော့တိတဲ့တိလိုက်တာကိုတိလေအောင်တကားဆိုပြီးအမြဲတမ်းအောက်ကျနောက်ကျနေရတတ်တယ်အဲ့လိုတောင်ဟောတယ်မြတ်စွာဘုရားဥမာဘာနဲ့တူလဲဆိုလို့ရှိရင်တဲ့မြင်းကြီးယာမှာချထားတဲ့ဝါကွမ်းလေးတစ်ခုတောင်လေလာတာနဲ့မြောက်ဘက်လွန့်သွားမြောက်လေလာတာနဲ့တောင်ဘက်လွန့်သွားလေတိတ်ချမ်းစရာတောင်မလို့နော်လေလေးနည်းနည်းလှုပ်လိုက်တာနဲ့ကို तू ကမဖြစ်တော့ရောက်ပြက်ခတ်နေပြီ तू ကဘာလေးတော့ဝါကွမ်းလေးကိုကျွတ်တို့ဘုသူရှင်တွေရဲ့စိတ်ကလည်းပဲဝါကွမ်းလေးပဲဘာထောက်ရတီးရမှမရှိဘူးဘာလေးနဲ့မှုမှမရှိဘူးယက်တီနိုင်မှုမရှိသေးဘူးဒါလက်တွေ့ခံစားတတ်စေခြင်းတဲ့ဘုံဘုံကခုကျွတ်တို့စိတ်တွေဖြစ်စဉ်ကြည့်ကြည့်လိုက်နော်ဖြစ်ခြင်းတယ်လို့ဖြစ်နေတာတော့စိတ်ကဟုတ်တယ်မဟုတ်လားစိတ်ကိုစိတ်ဝင်စားကြည့်စမ်းပါစိတ်ကကိုယ့်လက်ထဲမှာရှိတာလားစိတ်ရဲ့မြင့်မြတ်မှုယုံညံ့မှုဟာကိုယ့်လက်ထဲမှာရှိတာလားအာယုံလက်ထဲမှာရှိတာလားဆိုရင်စိတ်လက်ထဲမှာရှိအာယုံလက်ထဲမှာရှိတာတော့ကျွတ်တို့ကဒီစိတ်ကိုအာယုံလက်ထဲမရှိစေရဘူးငါရဲ့ဉာဏ်ရဲ့လက်ထဲမှာရှိအောင်ငါဖြစ်ခြင်းတယ်လို့ကောင်းတာလေးတွေဖြစ်အောင်လုပ်မယ်လို့ဒီစိတ်ပေါ်မှာပိုင်နိုင်မှုမရှိရသော်ပဲအဲ့ဒါတွေကိုထောက်ပြတာပုထုဇဉ်ရဲ့အနေထားသစ္စာလေးပါးကိုမသိသေးတဲ့ပုဂ္ဂိုလ်ရဲ့အနေထားဒီလောက်ပဲရှိသေးတယ်ဘယ်လောက်လဲဝါခွမ်းလောက်ပဲရှိသေးတယ်